မင်္ဂလာပါရှင်ခလေးငယ်လေးတစ်ယောက်ရဲ့သေးငယ်တဲ့လုပ်ရက်လေးတစ်ခုကနေပြီးတော့တရွာလုံးတစ်မြို့လုံးရဲ့ကံကြမ္မာတစ်ခုလုံးပြောင်းလဲပြစ်နိုင်နေဆိုရင်ယုံကြမလားဒီနေ့စဉ်ပြောပြပေးမယ့်ဖြစ်ရကတော့ခလေးငယ်လေးတစ်ယောက်ရဲ့ပညာလိုရှင်စိတ်တစ်ခုထဲနဲ့သူတို့ရဲ့ဆင်းရဲတဲ့ရက်ွက်လေးတစ်ခုလုံးအလင်းရောက်နေရောက်လာအောင်စွန့်ဆောင်နိုင်ခဲ့တယ်ဒီကလေးလေးကြောင့်သူတို့ရွာမှာရှိတဲ့အိုးတွေအိမ်တွေစာသင်ကျောင်းတွေအကုန်လုံးဘာဖြစ်လို့လောက်ထိပြောင်းလဲသွားရတာလဲဒီကလေးလေးကဘာတူလဲသူကရောဒီကလေးလေးကဘာများအကျိုးပြုခဲ့လို့ဒီလောက်ထိပြောင်းလဲသွားတယ်ဆိုတဲ့အကြောင်းလေးဒီနေ့စဉ်ကပြောပြပေးပါမယ်ရှင်ဖြစ်ရက2019ခုနှစ်ကပီရူနိုင်ငံမှာဖြစ်သွားခဲ့တဲ့တကယ်ဖြစ်ရမှာအဲ့ဒီနိုင်ငံမှာရှိတဲ့ရွာလေးတစ်ရွာအသက်12နှစ်အရွယ်ပဲရှိသေးတယ်ကလေးလေးတစ်ယောက်ကပေါ့နော်သူတို့မိသားစုကဒါအရင်ကမှဆင်းရဲတယ်အရင်ဆင်းရဲတယ်ဆိုတော့သူတို့အိမ်မှာမီးရွာလည်းမရှိဘူးအဲ့တော့သူကကလေးလေးကစာရီပါကြက်တဲ့ခါမှာဆိုရင်သူကပေါ့နော်ဖျောင်းနိုင်မီလေးနဲ့ကြက်ရတယ်ဖျောင်းနိုင်မီလေးကြက်ဆိုတော့အားမရဘူးပေါ့နော်တိတ်လို့မမြင်ရဘူးဖြစ်မှာပေါ့အဲ့တော့သူကဘာလုပ်လဲဆိုတော့သူတို့ရွာမှာရှိတဲ့လမ်းဘေးမီးပေါ့နော်ဓာတ်တိုင်ရမီးနဲ့အမှသူစာသွားကြက်တယ်ဓာတ်တိုင်မီးမှာစာသွားကြက်ဆိုတော့ကလေးကဆိုတော့ဓာတ်တိုင်မှာကျတော့ခုံတွေပါလေရှိအောင်ဇဝဲတွေပါလေရှိအောင်ဒီတိုင်းပေါ့နော်ကြမ်းခင်းပေါ်မှာစာကြက်တယ်စာဖတ်တယ်အမှပဲစာရေးရဆိုတော့ကြမ်းပေါ်မှာပဲအိတ်လိုက်စာရေးလိုက်ပေါ့ဒီဗီဒီယိုထဲမြင်ရတဲ့အတိုင်းနဲ့အဲ့လိုမျိုးကလေးလေးကဒါစာတွေကြက်နေတာအဲ့မှာဆိုတော့ CCTV ရဒါလမ်းမှာဆိုတော့ဒါ CCTV မှတ်တမ်းတွေကတော့ရှိနေပြီးသားပေါ့နော်အဲ့ CCTV မှတ်တမ်းကဒါပေါ့အမှကြီးနေကြတဲ့တာဝန်ရှိတဲ့သူတွေကတော့ပေါ့နော်ဒီကလေးလေးရဲ့ဒီလိုမျိုးစာရေးပါသူစူးစမ်းပန်းစားပေါ့နော်ပညာလိုရှင်တဲ့စိတ်လေးကိုကြည့်ပြီးတော့သူကအရောက်မှဒါရှိကျူးတော့ကလေးလေးတနာလေးရှိလေးရှိကျူးတယ်အဲ့တော့ဒီကလေးလေးကဒီလိုမျိုးစူးစမ်းနေတဲ့အပေါ်မှာသူတို့တွေကပေါ့နော်အရန်ရှိကျူးလို့စိတ်အရန်အောင်မှသူတို့တွေကသဘောကျလို့ဆိုပြီးတော့ social media ပေါ့အဲ့ကလေးလေးတင်စာဖတ်နေတဲ့ပုံသူကတင်လိုက်တာအဲ့လိုမျိုးတင်လိုက်တော့ဒီပုံကဒါကဘာတနန့်လုံးကဘာတဝန်းလုံးဒါပြန့်နှံ့သွားတော့ပေါ့အရောက်ပြန့်နှံ့သွားတဲ့အခါမှာအာရနိုင်ငံမှာရှိတဲ့အရောက်မှာရှမ်းလာတဲ့တထေးတယောက်ပေါ့နော်အရန်ရှမ်းလာတဲ့တထေးတယောက်ကဒီဗီဒီယိုဒီကလေးလေးစာချက်နေပုံမြင်နေမြင်တော့သူဆုံးဖြတ်ချက်ချလိုက်ဒီကလေးဘလို့ပဲဖြစ်ဖြစ်သူရအောင်ကူညီမယ်အဲ့လိုမျိုးဆုံးဖြတ်ချက်ချပြီးတော့သူလင်းစီးပြီးတော့နော်ဒီပီရိုနိုင်ငံကိုသူလာတယ်အဲ့လိုမျိုးလာလဲလာရောက်တော့ဒီကလေးလေးစီရောက်တော့ဒီကလေးလေးသူကူညီမယ်ဆိုပြီးတော့သူကလာပေါ့နော်လာလမ်းမှာသူ3ရက်လောက်ကြာတယ်လို့ပြောတယ်သူရှာစုံစမ်းရတာပေါ့နော်ကလေးလေးကဗမာရှိတယ်ဘယ်နေရာကလဲဗာလဲညာလဲဆိုပြီးသူကအကုန်လုံးစုံစမ်းရတာအနည်းဆုံးတော့3ရက်လောက်သူကြာသွားတယ်အဲ့လိုမျိုးကြာပြီးတဲ့ခါကျတော့ဒီကလေးလေးစီသူရောက်တော့ကလေးလေးမိသားစုအရှိနေသူကြည့်တဲ့ကလေးလေးမိသားစုကဒါမြင်တဲ့အတိုင်းပေါ့နော်တော်တော်လေးမှသူတို့ကစင်းငဲတယ်ပေါ့နော်ပတ်စံနေမရှိကြဘူးသူတို့အိမ်မှာလည်းမီးပါမရှိသူကလာတော့ဒီကလေးလေးကဒီလိုမျိုးစူးစမ်းနေတာဆိုတော့ဒီကလေးလေးပညာအတန်းလေးပါမြင်အောင်ပညာအရေးရှင်းနေပို့တိုးတောင်တော့ကုရှင်တဲ့စိတ်တစ်ခုထင်နဲ့လာဒီကိုရောက်တဲ့ခါကျတော့ဒီရွာမှာရှိတဲ့လူတွေအကုန်လုံးသူတို့စာတင်ကြောင်းဆိုလဲတော်တော်ကြီးမှပျက်စီးနေပြီရွာမှာရှိတဲ့လူတွေလည်းပေါ့နော်တချို့တလေကလေးတွေဆိုလဲပေါ့နော်တော်တော်ကျမ်းမာရေးချို့ယွင်းနေသူရောဆင်းရဲတဲ့သူတွေအများကြီးသူတွေ့တဲ့ခါကျတော့တရွာလုံးသူတနာရတာပေါ့နော်တော်တော်လေးတနာတော့အဲ့ကလေးလေးအခုစာကြက်တဲ့ကလေးလေးနာမည်ကဒါပီတာလို့ခေါ်တယ်အဲ့လိုမျိုးပီတာကလေးလေးအကြောင်းပြုတော့တရွာလုံးမှာရှိတဲ့သူစာတင်ကြောင်းလေသူအစ်စ်လိုမျိုးပေါ့နော်အဆဆုံးပြင်မိတဲ့အကြောင်းမှလိုအပ်တယ်ပေါ့နော်ကွန်ပျူတာတွေစာရေးကိရိယာတွေခုံတွေအကုန်လုံးသူဝယ်ပေးတယ်အကုန်လုံးသူထည့်ပေးတယ်ပေါ့နော်အဲ့လိုမျိုးသူလုပ်ပေးတာတွေအကုန်လုံးမှန်တယ်များအကုန်လုံးကဒါဒီကလေးလေးသူအကြောင်းပြုပြီးတော့ရောက်ပြီးတော့သူတွေ့လို့ပေါ့နော်လုတ်ပြီးဖြစ်သွားတာသူ့အတိုင်းသူဆိုရင်တော့ပေါ့နော်ဒီကလေးလေးတယောက်တည်းပဲသူကကုညီဖို့လာတကယ်တည်းဒီရောက်လို့မျက်စိလည်းတွေ့လိုက်တော့ပေါ့နော်သူကုညီစိတ်ကသူ့မှာအလိုလိုဖြစ်လာတာအဲ့တော့သူကုညီလိုက်တယ်သူကူညီရတော့မှနော်သူပတ်ဆက်တစ်ခုတည်းပေးပြီးတော့သူကူညီရမှာသူအများအားသူဖုန်းဆက်တယ်သူပတ်ဆက်နေလိုက်ဒီမှာခိုင်းဖို့တော့ပေါ့နော်လူတွေပဲသူငှားပြီးတော့အကုန်လုံးလုပ်ပြီးတော့ထားခဲ့ပြီးသွားပြီသူနဲ့သူပြန်သွားတယ်ပြန်ပြီးတော့သူအများအားဖုန်းတွေပါဆက်တယ်အချိန်တွေဘယ်လိုရှိလဲစာသင်ကျောင်းတွေစောက်တာအချိန်တွေဘယ်လိုရှိလဲအိမ်တွေပါစောက်တာဘယ်လိုအချိန်တွေရှိသူအကုန်လုံးသူမင်းမြန်းနေနော်အများသူကပြစ်မထားအောင်အဲ့လိုမျိုးသူကအမြဲတမ်းမင်းမြန်းတယ်နောက်ပိုင်းကျတော့အခုဒီကလေးရဲ့ပေါ့နော်လောက်ရက်ကြောင်းအများနဲ့ဒါအရင်ရှိကြတာပေါ့လူမျိုးပညာလို့သင်ရှင်စိတ်တစ်ခုထဲကြောင်းပေါ့နော်ဒီကလေးလေးကြောင့်ဒီတရွာလုံးကရှိရလူတွေကအယောင်ပါပေါ့နော်မီးတွေအခုဆိုရပြီစာတင်ကြောင်းဆိုလည်းပြင်လို့ရတယ်တချို့အိမ်တွေဆိုလည်းပေါ့နော်တော်တော်ယိုယွင်းပျက်စီးနေတဲ့အိမ်တွေဆိုလည်းဒါပြင်ပြီးသွားခဲ့တယ်အခုဒီကလေးလေးတွေလည်းပေါ့နော်ဒီကလေးလေးပီတာလို့ရဲ့မိသားစုလည်းသူအိမ်ကြီးလည်းအသစ်ပြန်ဆောက်ခဲ့ပြီးသေးတယ်ပြီးတော့အဲ့ဒီရွာမှာရှိတဲ့အရောက်မှာကျမကြီးရှုတင်နေတဲ့ကလေး2ယောက်ကိုလေစေးပေါ့နော်ကုခဲ့ပြီးတယ်အခုပီတာကိုလည်းပေါ့နော်ကျမစာတင်ဖို့အတွက်ဘွဲရတဲ့အထိပေါ့နော်သူအများကြီးထောက်ပံ့ပြီးမယ်ဆိုပြီးတော့သူကပြောခဲ့သေးတယ်အခုဒီချမ်းလာတဲ့အဲ့အာရတထေကသူကဘာဖြစ်လို့ဒီလောက်ထိကူညီရတာဒီလိုမျိုးဆန္ဒတွေလောက်ထိပြင်းပြနေတာလဲဆိုရင်သူလည်းတစ်ချိန်တုန်းကဒီကလေးလိုမျိုးပဲအရောက်မှာဆင်းရဲတဲ့ဘဝလာဒီလိုမျိုးသူကဆင်းရဲတဲ့ဘဝလာတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုဒီကလေးလေးကပေါ့နော်သူ့လိုမျိုးဆင်းရဲပြီးတော့ပညာလို့ရှင်စိတ်တွေရှိတာဆိုတော့ဒါသူနဲ့ဘဝတူတယ်ပေါ့အဲဒါကြောင့်မို့သူကဒီလောက်ထိပေါ့နော်ကိုဖိရင်ဖိသူအများကြီးကိုဒါကူညီခဲ့ပြီးတာဒီလိုမျိုးကူညီခဲ့ပြီးတာလဲဒါသူများတခါရှိတာပေါ့တချို့တလေဆိုပေါ့ဒီလိုမျိုးကူညီလို့ဆိုတော့
social media ပေါ်မှာနာမည်ကြီးရှင်လို့ဘာလို့ညာလို့မဟုတ်ဘူးသူကကူညီခဲ့ပြီးတာသူ့မှာပေါ့နော်လုံးဝစိတ်ရင်းအမှန်အကန်နဲ့သူလုံးဝကူညီခဲ့ပြီးတာသူ့ရဲ့လုပ်ရက်တွေကပေါ့နော်ဒါဒီတရွာလုံးကရှိတဲ့သူတွေအကုန်လုံးအကျိုးမြတ်လည်းရတယ်အကုန်လုံးကပေါ့နော်ဒါအားလုံးအဆင်ပြေပြေလေးဖြစ်သွားကြတယ်ဒီဖြစ်ရလေးကနေပြီးတော့စစ်တပင်ကောင်းရင်ငှက်တစ်တောင်းနားနိုင်တယ်ဆိုရင်စကားပုံတွေကတကယ်ကိုမှန်ကန်တယ်ပီတာလေးကသူ့အတွက်သူစူးစမ်းတယ်ဒါပေမဲ့သူ့ရဲ့စူးစမ်းမှုကအရောက်မှပြင်းထန်လို့ကဘာကြီးတစ်ခုလုံးကဒါတတိထားမိပြီးတော့ပေါ့နော်သူ့ရဲ့ပုံဝင်ခြင်းတစ်ခုလုံးလည်းအလင်းရောက်ပြီးနိုင်ခဲ့တယ်ကိုကအခက်ခဲတွေကြားထဲမှာအကောင်းဆုံးလုပ်ပြနိုင်ကိုကူညီပေးမဲ့သူတွေကလည်းအဝေးရနေပြီးတော့ရောက်လာနိုင်တယ်ဆိုတာလေဒီဖြစ်လေးကဒါတက်တဲ့တစ်ခုပဲဒါကြောင့်အခုကြည့်နေကြတဲ့သူတွေအားလုံးဇင်ကပြောရှင်တာကိုယ့်ရဲ့စူးစမ်းမှုတစ်ခုကြောင့်ကိုယ့်ရဲ့ပုံဝင်ခြင်းကိုယ့်ရဲ့မိသားစုတွေအားလုံးအလင်းရောက်ပြီးနိုင်တယ်ဆိုတာမမေ့ပါနဲ့ရှင်အခုကြည့်နေကြတဲ့သူတွေလည်းဒီဖြစ်လေးကနေပြီးတော့ပေါ့နော်ပီတာလေးရဲ့စူးစမ်းမှုအားထုတ်မှုကနေပြီးသူ့ရဲ့တရွာလုံးသူ့ရဲ့တရွက်ကလုံးတစ်ခုလုံးအလင်းရောက်ပြီးနိုင်သွားတဲ့ဖြစ်လေးပေါ့ဘယ်လိုမျိုးမြင်လဲလူတယောက်ကြောင့်အရာအလုံးပြောင်းလဲသွားတယ်ဆိုတော့ယုံလား